အားလုံးပဲမင်္ဂလာပါရှင်အရင်ခောက်တွေတုန်းကတော့ပြင်သစ်နိုင်ငံရဲ့အထင်ကြီးမြို့ကြီးတွေဖြစ်တဲ့အချစ်မြို့တော်ပါရီနဲ့စိတ်ကမ်းမြို့ကြီးမာဆေးတို့ရဲ့အကြောင်းကိုတူတဆုံ channel မှာဝေမျှပေးခဲ့ပြီးဖြစ်ပါတယ်ဒီတစ်ခါမှာတော့ပြင်သစ်နိုင်ငံရဲ့အချက်အပြုတ်ရှင်ကျေးမှုနဲ့တမိုင်းလျှို့ဝှက်ချက်တွေအများဆုံးပြည့်နှက်နေတဲ့ဒုတိယမြောက်အရေးအပါဆုံးမြို့တော်ဖြစ်တဲ့လိုင်ယွန်မြို့ကြီးရဲ့အကြောင်းကိုလည်းဝေမျှခြင်းပါတယ်လိုင်ယွန်မြို့ဟာပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းကအိုပါဂရွန်အပ်ဒေတာရဲ့မြို့တော်ဖြစ်ပါတယ်ပါရီမြို့ကနေတောင်ဘက်ကိုမိုင်290ခန့်အကွာမှာတည်ရှိပါတယ်လိုင်ယွန်မြို့ရဲ့ပထဝီဝင်အနေအထားဟာအလွန်ကိုထူးခြားလာပါတယ်။မြောက်ဘက်ကနေစီးဆင်းလာတဲ့တင်ငိမ်နဲ့စုံမြင့်နဲ့အရှေ့ဘက်ဆွစ်ဇာလန်နိုင်ငံအပ်တောင်တန်းတွေစီကနေအရှိန်အဟုန်နဲ့စီးဆင်းလာတဲ့ရုံးမြစ်တို့နှစ်သွေးပေါင်းစုံရာမြစ်စုံကျွန်းဆွေလေးပေါ်မှာလှပခဲနှားစွာတည်ရှိနေရဖြစ်ပါတယ်။မြို့ပြဧရိယာကျဲအုံးအနေနဲ့18စတူရန်မိုင်ခန့်ရှိပြီးမြို့တွင်းမှာလူဦးရေ9သိန်းကျော်နေထိုင်ပါတယ်။ဒါပေမဲ့စင်ကြေပုံမြို့နယ်တွေအပါအဝင်လိုင်ယွန်မက်ထရိုပိုလီတန်ဒေသတစ်ခုလုံးအနည်းနဲ့ဆိုရင်တော့လူဦးရေ1.3 သန်းကျော်နေထိုင်တာကြောင့်ပါရီမြို့ပြီးရင်ပြင်သစ်နိုင်ငံရဲ့ဒုတိယမြောက်အကြီးဆုံးမြို့ပြဧရိယာကြီးဖြစ်ပါတယ်။မြို့ရဲ့မြင်းမျက်နှာတွင်ပြင်ကိုကြည့်ရင်မြေကမ်းမင်းလွင်ပြင်တွေအပြင်မြို့ကိုအုံမိုးထားတဲ့ထင်ရှားတဲ့တောင်ကုန်းကြီးနှစ်ခုရှိပါတယ်။အဲ့ဒါကတော့ဖျားเจ้าကြီးတီရှိရာဆူတောင်းနေတဲ့တောင်ကုန်းလို့တင်စားကြတဲ့ဖော်ဗီရဲ့တောင်ကုန်းနဲ့ရှေးရခင်းကပိုးတဲ့လောက်သားတွေနေထိုင်ရအလုံးလုံးနေတဲ့တောင်ကုန်းလို့ခေါ်ကြတဲ့ခရာရုစ်တောင်ကုန်းတို့ပဲဖြစ်ပါတယ်။လိုင်ယွန်မြို့ရဲ့တမိုင်းဟာအလွန်ရှည်လျားပြီး BC 43ခုနှစ်ရောမခေတ်ကလေးကစတင်ခဲ့တာပါ။ရောမစစ်သူကြီးလူစီယက်မူနေရှက်ဖလန်ကတ်ကလော့ဒူနန်ဆိုတဲ့နာမည်နဲ့ဒီမြို့ကိုစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။မကြာခင်မှာပဲလော့ဒူနန်ဟာရှီယန်ဂေါဒေတာတစ်ခုလုံးရဲ့မြို့တော်အဖြစ်အလွန်စီကားလာခဲ့ပါတယ်။ရောမအေဂရီကလော်ဒီယက်စ်နဲ့ကာရာကာလာတို့ဟာဒီလိုင်ယွန်မြို့မှာပဲမွေးဖွားခဲ့ကြတာဖြစ်ပါတယ်။ရောမအင်ပါယာပြိုကွဲပြီးနောက်အလဲခေတ်တွေမှာတော့လိုင်ယွန်ဟာခရီးယန်ဘာသာရေးအရာအလွန်အရေးပါတဲ့ဗဟုချက်တစ်ခုဖြစ်လာခဲ့ပါတယ်။15ရာစုပြင်သစ်ညံတဲ့အရေးတော်ပုံကာလရောက်တဲ့အခါမှာတော့လိုင်ယွန်ဟာဥရောပတိုက်တစ်ခုလုံးအတွက်ပိုးချီနဲ့ပိုးတဲ့ရောင်းဝယ်ဖောက်ကားရအဓိကဗဟုချက်မဒေတာဖြစ်လာခဲ့ပါတယ်။အီတလီနဲ့အခြားနိုင်ငံတွေကကုန်သည်တွေဟာလိုင်ယွန်မှာလာရောက်အခြေချပြီးဗန်လုပ်ငန်းတွေကုန်သွယ်ရေးတွေလှုပ်ဆောင်ခဲ့ကြလို့အဲဒီခေတ်ကဥရောပရဲ့ချမ်းသာဆုံးမြို့တွေထဲမှာတစ်မြို့အပါအဝင်ဖြစ်ခဲ့ပါတယ်။လိုင်ယွန်မြို့ရဲ့တမိုင်းကိုပြန်ကြည့်ရင်မေ့ထားလို့မရတဲ့သူရဲကောင်းတစုရှိပါတယ်။သူတို့ကတော့စစ်သူကြီးတွေနိုင်ငံရေးသမားတွေမဟုတ်ပါဘူး။ခတ်နူလို့ခေါ်တဲ့လိုင်ယွန်ကပိုးတဲ့ရက်လုတ်တဲ့တာမန်အလုပ်သမားတွေဖြစ်ပါတယ်။19ရာစုအစောပိုင်းစက်မှုတော်လှန်ရေးကာလမှာအလုတ်ရှင်ကုန်သည်တွေကလှုပ်အားကတွေကိုခေါင်းမုံဖြတ်နှိမ်ချတာအလုတ်ချိန်ပို့ခိုင်းတာတွေကိုမခံမရနိုင်ဖြစ်ပြီး1831ခုနှစ်နဲ့1834ခုနှစ်တွေမှာကြီးကျယ်တဲ့အလုတ်သမားအုံကြွမှုတွေကိုစတင်ခဲ့ကြပါတယ်။သူတို့အမိသားစုစားဝတ်နေရေးနဲ့တရားမျှတမှုအတွက်အသက်ဆုံးတိုက်ပွဲဝင်ခဲ့ကြပြီးပြင်သစ်စစ်တပ်ရဲ့ရရဆက်ဆက်နှိမ်နင်းမှုကိုခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဒီခနူအလုတ်သမားတွေရဲ့စွန့်လွတ်အနစ်နာခံမှုဟာကမ္ဘာသမိုင်းမှာပထမဆုံးသောစနစ်တကျဖွဲ့စည်းလှုပ်ရှားတဲ့အလုတ်သမားတော်လှန်ရေးတွေကတခုဖြစ်ခဲ့ပြီးယနေ့ခေတ်အလုတ်သမားအခွင့်အရေးတွေနဲ့တမကတွေပေါ်ပေါက်လာဖို့အရေးပါတယ်အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။လိုင်ယွန်မြို့ဟောင်းနဲ့ခရာရုစ်တောင်ကုန်းပေါ်မှာလမ်းလျှောက်ကြည့်ရင်ထူးခြားတဲ့ဘိတုကလက်ရာတစ်ခုကိုတွေ့ရပါမယ်။အဲ့ဒါကတော့ travel လို့ခေါ်တဲ့အစအုံတစ်ခုနဲ့တစ်ခုကြားဖောက်လုပ်ထားတဲ့လျှို့ဝှက်လမ်းကြားလေးတွေဖြစ်ပါတယ်။မူလာကတော့ဒီလမ်းကြားတွေကိုပိုးတွေလှုပ်သားတွေကသူတို့ရက်လုပ်ထားတဲ့ပိုးတွေကိုမြစ်ကမ်းမရသင်းမောတွေစီတဲယူရမမိုးမဆူအောင်ဖောက်လုပ်အသုံးပြုခဲ့ကြတာပါ။ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းပြင်သစ်နိုင်ငံကိုဂျာမန်နာဇီတွေသိမ်းပိုက်ထားချိန်မှာတော့ဒီလျှို့ဝှက်လမ်းကြားလေးတွေဟာအလွန်အရေးပါလာပါတယ်။ဂျာမန်တွေကိုစန့်ကျင်တော်လှန်တဲ့ပြင်သစ်တော်လှန်ရေးတပ်ဖွဲ့တွေဟာဒီလမ်းကြားတွေကနေတဆင့်လျှို့ဝှက်အစည်းအဝေးတွေလုပ်တာတည်င်းပို့တာဂျာမန်ဂက်စတာဘိုရဲတွေလက်ကနေရှောင်ပုံထွက်ပြေးတာတွေကိုပြုလုပ်ခဲ့ကြပါတယ်။တော်လှန်ရေးခေါင်းဆောင်ကြီးဂျင်းမူလန်ဦးဆောင်တဲ့လှုပ်ရှားမှုတွေကြောင့်လိုင်ယွန်မြို့ဟာပြင်သစ်တော်လှန်ရေးရဲ့မြို့တော်အဖြစ်တမိုင်းတွင်ခဲ့ပါတယ်။လိုင်ယွန်ကိုရောက်ပြီးဆိုရင်တော့မြို့ရဲ့အထင်ရှားဆုံးပြရုပ်ဖြစ်တဲ့ဖော်ပီရဲ့ဖျားเจ้าကြီးကိုမဖြစ်မနေသွားရောက်တင်ပါတယ်။ဖော်ပီရဲ့တောင်ကုန်းပေါ်မှာထဲထဲဝါဝါတည်ရှိနေတဲ့ဒီဖျားเจ้าကြီးကို19ရာစုနှောင်းပိုင်းမှာမြို့ကိုကာကွယ်စောင့်ရှောက်ပေးတဲ့မဲတော်မာရီကိုကြီးစုပြီးတိစောက်ခဲ့တာဖြစ်ပါတယ်။စကြင်ကျောက်တွေရွှေချထားတဲ့အမိုးကုန်းတွေနဲ့အလွန်ခမ်းနားပြီးတောင်ကုန်းပေါ်ကနေကြည့်ရင်လိုင်ယွန်မြစ်ဆုံမြို့လေးရဲ့အလှကိုအပေါ်စီးကနေအပြည့်အဝခန်းစားနိုင်ပါတယ်။စုံမြစ်ကမ်းဘေးကရှေးဟောင်းမြို့တော်ကတော့ဥရောပမှာအကြီးဆုံး Renaissance ခေတ်ပြီးသူကလက်ရအဆောက်အအုံတွေအပြည့်ရှိတဲ့နေရာဖြစ်ပါတယ်။ဒီနယ်မြေတစ်ခုလုံးကို UNESCO ကမ္ဘာအမွေအနှစ်စာရင်းဝင်နေရာအဖြစ်သတ်မှတ်ထားပါတယ်။ရွှေရောင်ကောင်းပန်းညံကြီးကတော့ဧက290ကျင်းဝန်းပြီးပြင်သစ်နိုင်ငံရဲ့အကြီးဆုံးမြို့တွင်ပန်းညံကြီးဖြစ်ပါတယ်။1858ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးပန်းညံထဲမှာလှီစီလို့ရတဲ့ရေကန်ကြီးအပင်မျိုးစိတ်ပေါင်းတောင်းချီရှိတဲ့ရုပ်ခဗေဒဥယျာဉ်နဲ့အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်တဲ့ကြီးမားတဲ့တိရစ္ဆာန်ရုံကြီးတရုံပါဝင်ပါတယ်။မြို့ပြရဲ့မွန်းကျက်မှုတွေကနေရုံထွက်ပြီးတဘာဝလေကောင်းလေတန်းရှုရှိုက်ဖို့အကောင်းဆုံးနေရာဖြစ်ပါတယ်။မြစ်ဆုံပြရိုက်ကတော့ရုံးနဲ့စုံမြင့်နှစ်သွေးပေါင်းစုံရကျွန်းဆွေရဲ့ထိတ်ထိတ်တဲ့နေရာအနီးမှာတိဆောက်ထားတဲ့ခေတ်သစ်သိပ္ပံနဲ့လူသားယဉ်ကျေးမှုတမိုင်းပြရိုက်ဖြစ်ပါတယ်။2014ခုနှစ်ကမှ
ဖွင့်လှစ်ခဲ့ပြီးအာကာသယာဉ်တစ်စီးမြေပြင်ပေါ်ဆင်းသက်ထားသလိုခေမီစန်တစ်လွန်နဲ့မှန်တဲ့တမဏိဘီတုကလက်ရကြောင်းအလွန်နာမည်ကြီးပါတယ်ဒီပြတဲ့ထဲမှာကဘာမြေစတင်ဖြစ်ပေါ်လာပုံကနေလူသားတွေရဲ့ယဉ်ကျေးမှုအစဉ်စဉ်ပြောင်းလဲလာပုံတွေကိုစိတ်ဝင်စားဖွယ်ပြသထားပါတယ်ဒါအပြင်ဥရောပရဲ့အကြီးဆုံးရင်ပြင်တွေကတစ်ခုဖြစ်တဲ့ဘယ်ကိုရင်ပြင်ကြီးဟာလေမြို့လေကောင်မှာတည်ရှိပြီးပြင်သစ်ဘယံလူဝီ14ရဲ့မြင်းစီကျေးရုပ်ကြီးကိုအလဲပဟိုမှာခန်းချမ်းစွာစိုက်ထူထားပါတယ်။လိုင်ယော်မြို့အားယနေ့ခေတ်ကျမတို့ကြည့်ရှုနေကြတဲ့ရုပ်ရှင်ဆိုတဲ့အမှုပညာကိုစတင်မွေးဖွားပေးခဲ့တဲ့နေရာလေးဖြစ်ပါတယ်။1895ခုနှစ်မှာလိုင်ယော်မြို့သားညီအကိုနှစ်ဦးဖြစ်တဲ့အော်ဂတ်စ်နဲ့လူဝီလူမီရဲတို့ဟာပုံရိပ်ရောင်တွေကိုရွေးရှားအောင်ပြသနိုင်တဲ့ရုပ်ရှင်ပြဆက်ကိုကမ္ဘာပေါ်မှာပထမဆုံးအကြိမ်အောင်မြင်စွာတည်ထွင်နိုင်ခဲ့ပါတယ်။သူတို့ရဲ့နေအိမ်ဟောင်းကိုဒီနေ့ခေတ်မှာ Institute Lumiere ဆိုတဲ့ရုပ်ရှင်သမိုင်းပြတဲ့ရဖြစ်ဖွင့်လှစ်ထားပြီးရုပ်ရှင်ဝါသနာရှင်တွေအမြဲသွားရောက်လေ့လာရနေရဖြစ်ပါတယ်။လိုင်ယော်ကမ္ဘာအစားတောင်းမျိုးတော်လို့တင်စားခေါ်ဝေါ်ကြပါတယ်။ဒီလိုနာမည်ကြီးလာအောင်အတိကစွမ်းဆောင်ပေးခဲ့တဲ့သူကတော့လိုင်ယော်ရဲ့မိခင်ကြီးများလို့တင်စားခေါ်ဝေါ်ကြတဲ့အမျိုးသမီးထမင်းချက်ကြီးတွေဖြစ်ပါတယ်။19ရာစုနောက်ပိုင်းနဲ့20ရာစုအစောပိုင်းတွေမှာချမ်းသာတဲ့အင်ကြီးရှင်တွေစီးပွားပြက်လို့အိမ်စီထမင်းချက်တွေကိုအလုတ်ဖြုတ်ပစ်ကြပါတယ်။အဲ့ဒီအမျိုးသမီးကြီးတွေကလက်မလျှော့ပဲကိုပိုင်ရိုးရာစားတောက်ဆိုင်တွေစတင်ဖွင့်လှစ်ပြီးလိုင်ယော်ရဲ့စားတောက်အရသာကိုကမ္ဘာသိအောင်လှုပ်ဆောင်ခဲ့ကြပါတယ်။အစားအသောက်နဲ့ပတ်သက်ရင်တော့ဘူရုံလို့ခေါ်တဲ့လိုင်ယော်ရိုးရာစားတောက်ဆိုင်လေးတွေကအလွန်နာမည်ကြီးပါတယ်။အနီးနဲ့အဖြူအကွက်လေးတွေပါတဲ့ဇပွဲကင်းလေးတွေခင်းထားပြီးဝတ်သားပဲသားဝတ်ဦးကြောင့်ငါအသားလုံးနဲ့ဒေတာထရက်ဝိုင်းတွေကိုအဓိကထားတိတ်ခင်းလေးရှိပါတယ်။စိန်ခံစားတောက်ဆိုင်ကြီးတွေလိုမဟုတ်ဘဲမိသားစုထမင်းဝိုင်းလိုနှွေးနှွေးထွေးထွေးနဲ့အရသာရှိတဲ့ရိုးရာဟင်းလျာတွေကိုမြည်ဆန်းနိုင်ပါတယ်။လိုင်ယော်ရဲ့ယဉ်ကျေးမှုမှာအထင်ရှားဆုံးကတော့နှစ်စဉ်ဒီဇင်ဘာလ10ရက်နေ့ဝန်းကျင်မှာကျင်းပလိရှိတဲ့မီးအောင်ဆုံးပွဲတော်ကြီးပဲဖြစ်ပါတယ်။လေးရက်တိုင်းတိုင်းကျင်းပတဲ့ဒီပွဲတော်အတွင်းမှာတမျိုးလုံးကသမိုင်းဝင်အဆောက်အအုံတွေလမ်းမတွေပေါ်မှာခင်မီနည်းပညာတွေသုံးပြီး 3D အလင်းရောင်အနုပညာတွေကိုပြသလိရှိပါတယ်။ဒီပွဲတော်ရဲ့မူလသမိုင်းကတော့1852ခုနှစ်မှာမဲတော်မာရီရုပ်ထုတင်မဲ့ပွဲမှာမိုးတမုံတိုင်းကျလို့ပွဲရွှေ့လိုက်ရချိန်ဒေသခံတွေကညဘက်မှာကိုယ်အိမ်ပရင်ပေါအသီးသီးကနေဖျောင်းနိုင်လေးတွေထုံးညှိပြီးဘာသာရေးအရာစီးလုံးညီညွတ်စွာပူဇော်ခဲ့ရာကနေစတင်ခဲ့တာဖြစ်ပါတယ်။ဒီကနေ့အချိန်မှာတော့ဒီပွဲတော်ကိုနှစ်စဉ်လာရောက်ဆင်နွှဲတဲ့ခရီးသည်ပေါင်း4သန်းနီးပါးရှိတဲ့အထိကြီးကျယ်ခမ်းနားသွားခဲ့ပြီဖြစ်ပါတယ်။နေတိုင်းသူလူဦးရေရဲ့85ရာခိုင်နှုန်းခန့်ကပြင်သစ်လူမျိုးတွေဖြစ်ပြီးကျန်15ရာခိုင်နှုန်းကတော့အခြားနိုင်ငံတွေကလာရောက်အခြေချကြသူတွေဖြစ်ပါတယ်။ဒီရက်ထဲမှာတော့အယ်ဂျီးရီးယားနဲ့မော်ရိုကိုနိုင်ငံသားတွေကအများဆုံးဖြစ်ပါတယ်။မြို့နေလူဦးရေရဲ့ထက်ဝက်လောက်ကဘာသာမဲ့တွေဖြစ်ပြီး30ရာခိုင်နှုန်းကျော်ကတော့ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြကအစ္စလမ်ဘာသာကိုးကွယ်သူ10ရာခိုင်နှုန်းခန့်နဲ့အခြားဘာသာဝင်အနည်းငယ်လေးရောနှောနေထိုင်ကြပါတယ်။လိုင်ယော်မြို့ဟာပဲရစ်မြို့ပြီးရင်ပြင်သစ်နိုင်ငံရဲ့ဒုတိယမြောက်စီးပွားရေးအတောင်တင်းဆုံးမြို့ဖြစ်ပါတယ်။အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ဘဏ်လုပ်ငန်း၊စေဝါထုတ်လုပ်ရေးဇီဝနည်းပညာ၊ဓာတုဗေဒလုပ်ငန်းနဲ့ဆော်ရယ်နည်းပညာလုပ်ငန်းတွေဖြစ်ပါတယ်။ဒါအပြင်နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ဌာနချုပ်နဲ့နာမည်ကျော် Euronews သတင်းဌာနချုပ်တို့အခြေစိုက်ရာမြို့ကြီးလည်းဖြစ်ပါတယ်။ပညာရေးကဏ္ဍမှာလည်းအလွန်ထွန်းကားပြီးလိုင်ယော်တက္ကသိုလ်အပါအဝင်ထိပ်တန်းတက္ကသိုလ်နဲ့ကောလိပ်ပေါင်းများစွာရှိပါတယ်။နှစ်စဉ်နိုင်ငံတကာကကျောင်းသားထောင်ပေါင်းများစွာလာရောက်ပညာသင်ကြားကြတဲ့အတွက်လူငယ်တွေနဲ့အမြဲတမ်းတက်ဝင်လှုပ်ရှားနေတဲ့မြို့လေးဖြစ်ပါတယ်။လိုင်ယော်မြို့ဟာဥရောပရဲ့လမ်းမဆက်သွယ်ရေးအချက်အခြာကျတဲ့နေရာမှာတည်ရှိနေပါတယ်။ပြင်သစ်ရဲ့အမြန်ရထား TGV စနစ်ကြောင့်ပါရီမြို့ကို2နာရီအတွင်းသွားရောက်နိုင်ပါတယ်။မြို့ရင်းသယ်ယူပို့ဆောင်ရေး TCL မှာလည်းမြေအောက်ရထား Metro လေးလိုင်း၊ဓာတ်ရထား Tram လိုင်းတွေနဲ့ဘတ်စကားကွန်ရက်တွေအလွန်ကောင်းပါပါတယ်။ဒါအပြင်တောင်ကုန်းတွေပေါ်ကိုတက်ဖို့အတွက်ရှေးအောင်ကေဘယ်ရထားတွေကိုလည်းယနေ့တိုင်အသုံးပြုနေစေဖြစ်ပါတယ်။မြို့ရဲ့အထက်ကလေးစိတ်ဖြစ်တဲ့ Lion Saint Exupéry လေးစိတ်ကြီးကလည်းဥရောပနိုင်ငံအနှံ့ကိုချိတ်ဆက်ပေးထားပြီးတစ်နှစ်ကိုလေးချောင်းခရီးသွား17တန်းနီးပါးကိုဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ဘောလုံးချစ်သူတွေအတွက်ကတော့ Lion ဆိုတာနဲ့ဖြူရောင်ဂျာစီမှာအနီအပြာစင်းလေးတွေပါတဲ့ Olympic Lion အသင်းကိုတိကျပြီးဖြစ်မှာပါ။2000ပြည့်လွန်နှစ်တွေမှာပြင်သစ်ထိပ်တန်းလိကို9နှစ်ဆက်တိုက်ဘိုးဆွဲပြီးပြင်သစ်ဘောလုံးတမိုင်းမှာစံချိန်တင်အောင်မြင်မှုရခဲ့ပူပါတယ်။ Free Kiss ကန်ရမှာပြိုင်ပွဲမရှိဘူးလို့အများစုသတ်မှတ်ထားကြတဲ့ဂျူနီဟိုနဲ့ကဘာကောင်းဆုံးတိုက်စစ်မှုတယောက်ဖြစ်တဲ့ဘန်စီမာတို့ဟာလိုင်ယွန်အသင်းရဲ့ဂန်းဝင်တွေဖြစ်ပါတယ်။ဒါပေမဲ့လိုင်ယွန်ရဲ့တကယ်ဂုဏ်ယူစရာအကောင်းဆုံးကတော့အမျိုးသမီးဘောလုံးအသင်းလို့ဆိုနိုင်ပါတယ်။ပြင်သစ်ပြည်ရင်းလိချန်ပီယံဆုကိုချိန်ပေါင်းများစွာရယူထားသလိုအမျိုးသမီးချန်ပီယံလိဖလားကိုလည်း၈ကြိမ်အထိရရှိထားပြီးကမ္ဘာအမျိုးသမီးဘောလုံးလောကမှာအအောင်မြင်ဆုံးနဲ့အကောင်းဆုံးကလပ်အသင်းအဖြစ်တမိုင်းတွင်နေပါတယ်။အသင်းရဲ့အိမ်ကွင်းကတော့ပြည်သက်6000နီးပါးဆက်နဲ့ခက်မီ group ဖားမောက်ဘောလုံးကွင်းကြီးပဲဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်တော့ရောမခင်အမွေအနှစ်တွေကနေစက်မှုတော်လန်ရေးကအလုသမားသူရဲကောင်းတွေရုပ်ရှင်အမှုပညာရဲ့အစားကမ္ဘာကျော်ရိုးရာစားတောက်တွေနဲ့မီးအောင်စုံပွဲတော်တွေလွှမ်းခြုံထားတဲ့လိုင်ယွန်မျိုးကြီးရဲ့အကြောင်းကိုတော်လေးသိရှိသွားလောက်ပြီးထင်ပါတယ်။အဆုံးထိနာဆင်ပေးတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်။